ဟုတ်ကဲ့2ရက်9လ2026တနာရီ30မှာတွင်းသီးတန်တန်လေးကိုတောင်းပေးတော့မှဖြစ်ပါတယ်ဒီလိုမျိုးအလုံးချောလေးတွေပေါ့နော်အလုံးချောလေးတွေပါအဲ့ဒါလေးကိုမှတစ်လုံးကို18000နဲ့ရပါမယ်ဆိုင်ကိုလာပြီးတော့ယူပေးပါဒါမျိုးအလုံးချောတွေပေါ့နော်အလုံးချောတွေပါဒီနားလေးပဲတချမ်းမဟုတ်ဘူးเนาะအဲ့ဒါလေးပဲဒါဆိုလို့ရှိရင်မပါပါဘူးဆိုလို့ရှိရင်အမြောင်းနေနဲ့ပါသွားမယ်ဒီမျိုးတွေပါကြိုက်တဲ့အလုံးယူတစ်လုံးကို18000နဲ့ဒီနေ့2ရက်နေ့1ရက်ထဲပဲရောက်ပါမယ်ဆိုင်ကတော့ညောင်ဦးမနီစီတူဈေးကစန်တန်းလမ်းမှာရှိပါတယ်ဟိုမိုးလေးကြလို့မလို့ကျွန်တော်ချင်းထဲကိုထည့်ထားတာပါတစ်လုံးကို18000နဲ့ရောက်ပါမယ်အလုံးကြီးအနှဲငယ်ကြံလို့မလို့အရင်ဆုံးလာတဲ့သူပြီးပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်